မင်္ဂလာပါရှင်ဒီနေ့ညီမတို့တငယ်ချင်းတွေစုပြီးတော့တောင်တက်ခီးစဉ်လေးတက်ကြပါတယ်ရှင်ဒါဘယ်နေရာတော့ရလဲဆိုလို့ရှိရင်တာချလိတ်မြို့မှာရှိတဲ့9တောင်ပေါ့နော်9တောင်တောင်ကိုတက်ကြဖြစ်ပါတယ်ဒီလမ်းကမြင်ရတဲ့အတိုင်းပဲလမ်းကလည်းအရန်ကျင်းနေရမ်းလည်းမတ်ဆောက်တယ်ပေါ့နော်ကြိုက်သေးဦးလိုမျိုးမဟုတ်ဘူးပေါ့နော်ကြိုက်သေးဦးလောက်လည်းမကဘူးရမ်းကိုပဲမြင့်နေပေါ့နော်တက်ဖူးလက်တွေဆိုတိမှာပါတငယ်ချင်းတွေနဲ့ဒီနေ့တကယ်စုပြီးတော့တက်ဖြစ်တဲ့တောင်ပေါ့နော်ညီမဆိုလို့ရှိရင်ဒီ9တောင်ကိုတက်တဲ့အခါမှာအပေါ်ကိုရောက်ဖို့3ကျိုးတချို့လောက်တော့မရောက်သေးဘူးညီမမအဲ့မှာညီမမနှက်စားလေးစားမတော့အောင်ရေထဲမတောက်တဲ့အခါကျတော့လမ်းတောက်ဝတ်မှာတင်ညီမကလေဘလို့ဖြစ်လဲဆိုလို့ရှိရင်အရန်ကိုမူးပြီးတော့ပေါ့နော်တအားကိုမောတာကိုကအဲ့လိုမျိုးရမ်းမတက်ထားလဲကြာရီဆိုတဲ့အခါကျတော့လေလမ်းမှာမူးပြီးတော့မတက်တော့ဦးငါ့ကိုတယောက်တည်းထားခဲ့တော့ပေါ့နော်ဒီထဲမှာတော့ပုံလေးရလှရိုက်ထားပေါ့နော်လှလေးရိုက်ထားတာတကယ်ကြတော့မဟုတ်ဘူးတအားကိုမောဟိုက်ပြီးတော့ပေါ့နော်စားလဲစားမတော့တဲ့တကြပြီးတော့ရှင်ညလည်းအေးပြတ်ထားတဲ့အတွက်ကြောင့်လို့ထင်ပါတယ်ဒါကကြတော့တောင်ပေါ်မှာရောက်နေတဲ့အချိန်မှာပေါ့နော်ဖလန်တာနဲ့ဒါဆိုလို့ရှိရင်ပထမဖျားပေါ့နော်ပထမဖျားမှာပဲရောက်ပါလေဒီမှာပဲအစတော့ညီမတို့ရအောက်ကိုပြန်ဆင်းမယ်ဆိုပြီးတော့ပေါ့နော်လှုပ်တဲ့အချိန်မှာနောက်ထပ်ထပ်ပြီးတော့တက်လို့ရသေးရဲ့ဆိုပြီးတော့ပေါ့နော်လမ်းတွေးတဲ့အခါမှာညီမတို့တငယ်ချင်းတွေထပ်ပြီးတော့နောက်တစ်ဆင့်ထပ်တက်သွားလိုက်တယ်ပေါ့နော်လုံးဝကိုလမ်းလေအရန်ကိုခတ်တယ်ရန်ကိုတချို့နေရတယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲစွဲပြီးတော့တက်ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ညီမတို့တောင်ပေါ်တငယ်ချင်းတွေအားလုံးရောက်သွားပြီပေါ့နော်တောင်ပေါ်တကယ်ရောက်သွားပြီအောင်မြင်စွာနဲ့ရောက်သွားပြီမနက်7 နာရီလောက်ကလေးကတက်သွားတာဟိုပေါ်မှာ10 နာရီကျော်လောက်ဆိုလို့ညီမတို့ရောက်ပြီဒီကြားတဲ့ညီမနောက်ကျနေလို့ညီမတငယ်ချင်းနဲ့ညီမအောင်စောင့်နေကြတာပေါ့နော်ညီမကနောက်ဆုံးပိတ်မှာဖြစ်တဲ့အတွက်တငယ်ချင်းတွေစောင့်နေရလို့ပေါ့နော်ဒါကတောင်ပေါ်မှာအမြင့်ဆုံး9တောင်ရဲ့အမြင့်ဆုံးတောင်ထိပ်မှာရှိတဲ့ဖရားပါဖရားမှာပေါ့နော်ဖရားရှင်ကိုခဲ့တယ်ဆူတောင်းခဲ့တယ်ပြီးလို့ရှိရင်ညီမတို့ရေမုံလေးပါလေးကိုကတ်လွတ်ခဲ့ပါတယ်ရှင်အခုပြီးတော့ဒီမှာတငယ်ချင်းတွေနဲ့တပ်ပုံတူရိုက်တယ်တူနာပြီးတဲ့အခါကျတော့အခုပြန်ပြီးတော့ဆင်းလာပေါ့လမ်းတွေကဒီလိုလမ်းတွေတော့ဒါအရန်ကိုစိုးတဲ့လမ်းတွေမဟုတ်ဘူးတချို့လမ်းတွေဆိုဒီတက်ကိုစိုးတယ်နော်လုံးဝကိုဆိုရဲညီမခြေထောက်ဆိုလို့ရှိရင်နော်ဘေးကကြောက်စုံနဲ့ချက်မိတော့ပေါ့နော်အခုဆိုလို့ရှိရင်ခြေထောက်တွေကတောင့်ပြီးတော့လမ်းတောင်မလျှောက်နိုင်ဒါကကျတော့ဂူပေါ့နော်လှိုင်ကူပါဒီလှိုင်ကူထဲမှာဆိုလို့ရှိရင်တော့ဒီတိုင်းတော့မမြင်ရပါဘူးရှင်မိထွန်းပြီးတော့မှမြင်ရတာပါရှင်မီးထွန်းပြီးတော့မှဒီကူတွေကဖြတ်လို့ရပါပေါ့နော်မှောင်လို့ရှိရင်လမ်းနေမမြင်ရဘူးဒါကကျတော့ကူတွေကနေပြီးတော့ထွက်လာတာညီမတို့ရဒါပြန်အစင်းပေါ့နော်တောင်ဝါးနေပြန်ဆင်းလာပြီတကယ်ကိုဒီနေ့ကတကယ်ချင်းနေနဲ့အမှတ်တရတောင်တက်ခီးစဉ်လေးဖြစ်ပါတယ်ကျေးဇူးအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်